အားလုံးပဲမင်္ဂလာပါခင်ဗျာအချက်လက်များ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာအအေးဆုံးဒေသမှာသက်ရှင်ကြံခဲ့တဲ့ Inuit လို့ခေါ်တဲ့ Eskimo လူမျိုးတို့ရဲ့အမကန်သမိုင်းကြောင်းကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အာတိတ်ဒေသလိုရေခဲပြင်တွေဖုံးလွှမ်းနေတဲ့ကမ္ဘာအအေးဆုံးပတ်ဝန်းကျင်မှာနှစ်ထောင်ပေါင်းများစွာရှင်သန်ရက်တည်ုံသာမကကြီးပွားတိုးတက်ခဲ့တဲ့လူမျိုးတွေကတော့ Inuit Eskimo လူမျိုးတွေပဲဖြစ်ပါတယ်သူတို့ရဲ့မူလဇင်းမြစ်ရှင်သန်ရက်တည်နိုင်စွမ်းတွေနဲ့ထူးခြားတဲ့ယဉ်ကျေးမှုသမိုင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Eskimo လူမျိုးတို့ရဲ့ဇင်းမြစ်နဲ့စောပိုင်းသမိုင်းကြောင်းယနေ့ခေတ် Eskimo လူမျိုးတွေရဲ့တိုက်ရိုက်ဘိုးဘေးတွေဖြစ်တဲ့ Thule လူမျိုးတွေဟာ AD 1000ဝန်းကျင်မှာ Alaska ဒေသကနေစတင်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။သူတို့ဟာမြောက်အမေရိကအာတိတ်ဒေသကနေ Greenland ကျွန်းထိရှေ့ဘက်ကိုလင်းမြန်စွာပြန့်နှံ့သွားခဲ့ပြီးစောပိုင်းမှာနေထိုင်ခဲ့တဲ့ Dorset ယဉ်ကျေးမှုမှာစားထုတ်ဝင်ရောက်လာခဲ့ပါတယ်။မျိုးရိုးဗီဇလေ့လာမှုတွေအရသူတို့ရဲ့မျိုးရိုးဟာစိုက်ဘေးရီးယားကဘာနစ်ယဉ်ကျေးမှုကနေဆင်းသက်လာတာဖြစ်ပြီးအခြားသော Dorset လူမျိုးတွေ Norse လို့ခေါ်တဲ့ Viking အခြေချနေထိုင်သူတွေနဲ့မျိုးရိုးဗီဇရောနှောခြင်းမရှိပါဘူး။ Eskimo တို့ဟာ Viking တွေနဲ့ကုန်သွယ်မှုလုပ်ခဲ့ပြီးပင်လယ်ဖြန်တွေရဲ့အဆွဲတွေကိုတန်ဖိုးကြီးတပ်ထုတွေနဲ့ဖလှယ်ခဲ့ကြပါတယ်။အံ့ဩစရာအကောင်းဆုံးကတော့တန်ချိန်32တန်ရှိတဲ့အီယာမဥက္ကာခဲရနဲ့တန်ကိုရယူပြီးလက်နက်ကရိယာတွေကိုအပူမပီးပဲကြောက်တုံးများဖြင့်ထုစစ်ပုံဖော်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ Eskimo လူမျိုးတွေရဲ့တီထွင်နိုင်စွမ်းကတော့ယနေ့ထက်တိုင်ကမ္ဘာတဝန်းအသုံးပြုနေကြဆဲဖြစ်တဲ့ရေပေါ်ပေါ်နိုင်စွမ်းအလွန်ကောင်းမွန်တဲ့ကရက်လေတွေကိုတီထွင်ခဲ့သူတွေက Eskimo လူမျိုးတွေပဲဖြစ်ပါတယ်။ဒါအပြင် Yumik လို့ခေါ်တဲ့အောက်ခြေပြားအီယာမလေတွေကိုတိစောက်ခဲ့တယ်လို့ရေခဲပြင်ပေါ်မှာသွာလာဖို့အတွက်ဒေသခံ Eskimo ခွေးတွေကိုလည်းအသုံးပြုပြီးစွတ်ဖားတွေကိုဆွဲစီခဲ့ပါတယ်။အပင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ရေခဲပြင်ဒေသဖြစ်တဲ့အတွက်ဖြန်ဝေလငါကာဘူရီခေါ်တဲ့သမင်တွေကိုသာအဓိကမဲလိုက်ပြီးစားတောက်ခဲ့ကြပါတယ်။ကစီတဲ့လုံးဝမပါဝင်ပဲအစီတဲ့85%ခန့်ပါဝင်တဲ့အသားစိမ်းတွေကိုစားသုံးကြပြီးခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်စီကိုအသားစိမ်းအသည်းနဲ့ဝေလငါအရေကုန်တွေကနေဓာတ်ရိုက်ရယူနိုင်ခဲ့ကြပါတယ်။ Eskimo လူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့လူမှုဘဝကိုကြည့်လိုက်မယ်ဆိုရင်တော့ဥရောပတိုက်တာတွေထင်မြင်ယူဆခဲ့တယ်လို့တက်ကြီးရွယ်အိုတွေနဲ့ကလေးတွေကိုစွန့်ပစ်လိရှိတယ်ဆိုတာဟာယုံတဲ့စကားသက်သက်ပဲဖြစ်ကြောင်းရှေးဟောင်းသူတည်တနာရှာဖွေတွေ့ရှိမှုတွေကသက်တည်ပြနေပါတယ်။တကယ်တမ်းမှာတက်ကြီးရွယ်အိုတွေကိုလူမှုတိုက်ဝန်းရဲ့တက်ရှိစာကြီးတိုက်တွေဖြစ်အထူးတန်ဖိုးထားလေးစားခဲ့ကြပါတယ်။သူတို့ရဲ့ Inuktitut ဘာသာစကားဟာအလွန်ရှုပ်ထွေးပြီးတဘာဝပတ်ဝန်းကျင်ကိုဖော်ပြရမှာအလွန်ကြွယ်ဝပါတယ်။ဥပမာစီးနင်းရဲ့လေထုအခြေအနေမျိုးမျိုးပေါ်မူတည်ပြီးခေါ်ဝေါ်တဲ့ဝေါ်ဟာရပေါင်းဒါဇင်နဲ့ချီပြီးရှိပါတယ်။ Eskimo လူမျိုးတွေရဲ့ယုံကြည်ကိုးကွယ်မှုကိုကြည့်မယ်ဆိုရင်တော့တရိษံတွေနဲ့တက်မဲ့အရာဝတ္ထုတွေအားလုံးမှာဝိညာဉ်တွေရှိတယ်လို့ယုံကြည်ကြပါတယ်။အမဲလိုက်ရာမှာနတ်ဖျားတွေကိုအမျက်မထွက်စေဖို့တားကောင်တွေပေါ်အထူးလေးစားမှုပြသရပါတယ်။ဒီလိုနံပိုင်းဆိုင်ရာကိစ္စရပ်တွေကိုဆက်သွယ်ဖော်ပြပေးဖို့အတွက်နတ်ဆရာတွေကအဓိကကူညီပံ့ပိုးပေးပါတယ်။ခေတ်ကာလအလိုက်လင်းမြန်သောအပြောင်းအလဲများနဲ့လည်းတွေ့ကြုံခဲ့ပြီးခဲ့တဲ့ဆယ်စုနှစ်နှဲငယ်အတွင်းမှာရိုးရာအမဲလိုက်လန့်တွေခွေးဆွဲစွတ်ဖားလဲတွေနေရာမှာတနက်တွေစက်လီတွေနဲ့နှင်းပေါ်စီမော်တော်ယာဉ်တွေအစားထိုးဝင်ရောက်လာခဲ့ပါတယ်။ဒီလိုရုတ်တရက်ခင်မီပြောင်းလဲမှုတွေကြောင့်လူမှုရေးစိန်ခေါ်မှုတွေရှိလာပေမဲ့လည်း Eskimo လူမျိုးတွေဟာသူတို့ရဲ့ထူးခြားတဲ့ဗဟုထူးဆင့်မှုပုံနှိပ်ပညာရုပ်ရှင်ဖန်တီးမှုနဲ့အမှုပညာတွေကတဆင့်သူတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုဆက်လက်ထိန်းသိမ်းထားနေစေဖြစ်ပါတယ်။ပိုင်ဆိုင်မှုနဲ့ပတ်သက်ရင်လည်းသူတို့ကမြေယာတွေကိုအများပိုင်းအဖြစ်စုပေါင်းပိုင်ဆိုင်တဲ့စနစ်ကိုယနေ့တိုင်ဆက်လက်လက်ကင်ထားစေဖြစ်ပါတယ်။ခင်မီနီးပညာတွေဝင်လာပေမဲ့သူတို့ရဲ့အခြေခံယဉ်ကျေးမှုသဘာဝနဲ့အတူနေထိုင်တဲ့စနစ်ကတော့ပျောက်မသွားသေးပါဘူး။ကမ္ဘာပေါ်ကအခက်အခဲဆုံးသဘာဝပတ်ဝန်းကျင်တစ်ခုမှာတော့လူသားတွေဟာဉာဏ်ပညာလိုက်လျောညီထွေမှုစီးလုံးမှုသဘာဝနဲ့အတူနေထိုင်နိုင်မှုတို့ကြောင့်ရှင်သန်နိုင်နေဆိုတာ Eskimo လူမျိုးတွေရဲ့သမိုင်းကထင်ရှားစွာသက်သေပြနေပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဒီလိုစိတ်ဝင်စားဖွယ်အချက်လက်လေးတွေကိုဆက်လက်ကြည့်ရှုကျင်သေးတယ်ဆိုရင်တော့ကျွန်တော်တို့ channel လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။